Hello guys အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရမ်းကြိုက်တဲ့ spicy ခေါက်ဆွဲဆက်ဆက်လေးကို BIA လေးနဲ့တွဲပြီးတော့စားပြပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ခေါက်ဆွဲဖြုတ်ရန်အတွက်ဒေဝဒေဝရီတစ်ခွက်ထည့်ယူပုတ်ပတ်ဆူအောင်ရင်တည်ထားလိုက်ပါမယ်ဒီနေ့ပုတ်ပတ်ဆူလာရင်တော့ကျွန်တော်ရမ်းကြိုက်တဲ့ ultra တစ်စိတ်မီတော့ခေါက်ဆွဲလေးကိုထည့်ပြီးတော့ရင်နှွေးဖြောထားလိုက်ပါမယ်ခင်ဗျာမိနစ်ငယ်စောင့်ပြီးတော့ခေါက်ဆွဲလေးနူးလာပြီဆိုလို့ရှိရင်ကျွန်တော်စားခြင်းနဲ့ပြောင်းမှုလေးနှစ်ကွင်းကိုထည့်ဖြောလိုက်ပါတယ်ခင်ဗျာရပြီဆိုရင်တော့စကားထဲမှာအရင်ဆုံးစစ်ပေးထားလိုက်ပါမယ်ခေါက်ဆွဲဖြုတ်ပြီးတော့တဲ့အခါမှာ spicy နဲ့တွဲစားမှုအတွက်လက်ဆက်ပြီးတော့စိမ့်ကြော်နေတဲ့ပစုံလုံးလေး၅កောင်မှာတလက်စားရဲထည့်ပြီးပြုတ်ပေးလိုက်ပါမယ်ခင်ဗျာမိနစ်ငယ်စောင့်ပြီးတော့ရင်တော့ပစုံလုံးလေးတွေဆဲထားလို့ရပါပြီလက်ဆက်တဲ့အနံ့ဒါစားခြင်းစိတ်ကိုဆွဲဆောင်လုံးလာပါတယ်ခင်ဗျာ spicy စားလို့ရှိရင်မပါမဖြစ်တဲ့ ash fry လေးလုပ်ပါရခင်ဗျာကျွန်တော်ကကျုပ်သိမ်းကြတဲ့အတွက်ဘဲဥလေးကို half fry လေးကြောပါတယ်တစ်လုံးနဲ့မဝလို့နှလုံးကြောပါတယ်ခင်ဗျာဘဲဥကိုဘာလို့ကြိုက်လဲဆိုတော့ကျုပ်နဲ့မတူဘဲနဲ့အကာဆိုရင်မမာလေးဖြစ်ပြီးအနစ်ဆိုလို့ရှိရင်စီစီလေးနဲ့ပြစ်ပြစ်လေးအရင်စားလို့ကောင်းတာမို့လို့ပါခင်ဗျာပေါင်ပစ္စည်းလေးတွေကအစင်းနှင်းဖြစ်ပြီးဆိုတော့ spicy လေးစားပြီးတော့နေလိုက်ကြအောင်နော်spicy နဲ့တွဲစားဖို့အတွက်ကျွန်တော်ပြင်ထားတာလေးကတော့ဒီဗီဒီယိုမှာတွေ့တဲ့အတိုင်းပါနော်ဘဲဥ half fry လေးရယ်တခွားဒီလေးရယ်ဒီအရွက်စုံမုံညင်းရွက်လေးရယ်ပြီးတော့ sauce အချင်းလေးရယ်ပြီးသွားလို့ရှိရင်မယောနစ်လေးကမပါမဖြစ်ထမင်းပြူလေးနဲ့ပစုံတုပ်လေးဖြစ်ပါတယ်ခင်ဗျာ spicy ရဲ့ main flavor ဖြစ်တဲ့ chili နဲ့ရတာမုံကိုစလုံးတစ်ခုထဲမှာလက်အိတ်နဲ့အားရပါရနေပြီးတော့ ready လုပ်ထားတဲ့ plate ပေါ်မှာကျွန်တော်ခုနကပြောတဲ့ ingredient လေးတွေကိုတင်ပြီးတော့လားဆင်လိုက်မှာပဲဖြစ်ပါတယ်ခင်ဗျာspicy နဲ့အဆက်ပြေတွဲစားဖို့မုံရွက်လက်လက်ဆက်ဆက်လေးတွေထည့်မယ်ပြီးသွားရင်ကျွန်တော်ခုနကခါရေးထည့်ပြုတ်ထားတဲ့ဒီပြောင်းမူလေးနှစ်ကွင်းထည့်မယ်ပြီးရင်တော့ကျွန်တော်သိမ့်ပြင်ထားတဲ့ခွားသီးလေးတွေထည့်ပြီးတော့လာဆင်မယ်ခုလိုဗီဒီယို clip ထဲမှာမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်ကအစားတောက်ကိုပြည့်ပြည့်စင်စင်နဲ့ကြက်ကြက်နက်နက်လေးစားတာကိုပို့ပြီးတော့သဘောကျပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကဲခုဆိုလို့ရှိရင်အားလုံးပဲပြင်ဆင်လို့ပြီးပါပြီခင်ဗျာကျွန်တော်ရဲ့ single ချဖြစ်တဲ့ beer လေးနဲ့ spicy ကိုဆွဲမှာပဲဖြစ်ပါတယ်ခင်ဗျာနည်းနည်းစမ်းကြည့်လိုက်ပါရယ်စားကြပါအောင်ခင်ဗျာထမင်းလေးနဲ့ဆွဲပါမယ်ခက်တာမြန်မာထမင်းမို့လို့ပွားအားမရအောင်စိုးနေပဲကြည့်ကြမယ်ဗျာအိုးရှယ်ပဲ beer လေးတမောလောက်မို့ကြည့်လိုက်မယ်တောက်ပါအောင်ခင်ဗျာကဲပစုံနှုတ်လေးစားကြည့်မယ်ခင်ဗျာပစုံနှုတ်လေးကိုတေချာအခုံခွာပြီးတော့เนาะခေါင်းကချီရင်လေးတွေကိုတေချာထုတ်ပြီးတော့မယောနစ်လေးနဲ့တို့ပြီးတော့စားလိုက်တဲ့အခါမှာမယောနစ်ရဲ့စိတ်နဲ့ရတာလေးနဲ့ပစုံရဲ့လက်ဆက်တဲ့ရတာရဲ့ spicy ရဲ့ရတာဆက်ဆက်လေးရဲ့အထိမိနေရောပဲဗျာကျွန်တော်ကဖာဆာဆာထမင်းပါမှဆိုတော့ထမင်းမပါလို့ရှိရင်ပွဲမစီဘူးလို့ပြောရမယ်ခင်ဗျာစားရပါဦးကျွေးပါနော်ကျွေးမိဘယ်မှာမှမေ့ပါဘူးပိုင်ကိုစားကြင်သွားတယ်ဒါလေးကတော့အဆက်ပြေပါနော်ဆက်ပြေဆိုရင်လည်းမာဒီအရွက်လေးတွေကိုမယောနစ်လေးနဲ့တို့ပြီးစားလို့ရှိရင်အိုးပြန်မိုက်ဆက်ပြေတော့ပါသေးတယ်ဒီမှာဆော့လေးနဲ့ spicy ဆက်ဆက်လေးနဲ့ ash fry အနစ်လေးနဲ့တွဲစားရတာလေးရနော်စိတ်စိတ်လေးနဲ့ဆက်ဆက်လေးနဲ့ဘယ်လိုပြောရမှန်းတော့မသိဘူးရန်ကိုစားလို့ကောင်းပါတယ်ခင်ဗျာဒါကြောင့်မို့လဲ spicy ဆိုတာနဲ့ ash fry ကပါပြီးသားဖြစ်နေတာပေါ့ဗျာspicy ကိုအားရပါရစားပြီးတော့ရှင်ထဲမှာပူပြီးတော့စက်ထဲမှာဆက်ပြင်းပြင်းဖြစ်နေတဲ့အချိန်မှာ BIA လေးတစ်ခွက်ကိုမော့တောက်လိုက်ရင်တွေ့ရတာဘယ်လိုပြောရလဲဆိုတော့ oishi ပေါ့အဲ့ဒီလုံနေနဲ့ကိုရိုက်တဲ့ဗီဒီယိုကိုပြန်ကြည့်ပြီးတော့သတွင်းမျိုးချနေရလဲတိတ်ဆင်ပြေမနေဘူးပေါ့ဗျာဗီဒီယိုထဲမှာစားလိုက်တောက်လိုက်လုံနေကိုကိုပြန်ကြည့်ပြီးတော့နှစ်ဘွားလောက်ငတ်ခဲ့သလားလို့တော့တွေးမိတယ်ဘလောက်စားစားဘလောက်တော့မဝရတဲ့ခန္ဓာကိုကတော့ဖျားပြီးတဲ့ဆုလက်လို့ပဲပြောရမလားပဲခင်ဗျာYou know heaven when you cry when the tears still paint the sky every fall that lifts you more every wound that turns to door we keep looking far too high but heaven's under every side not a temple not a crown it's the moment you don't die တောက်လိုက်စားလိုက်နေဘိုက်ကတော့တင်းသွားပြီဗျာအရင်စားလို့ကောင်းပါရဲ့ခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ